ဗကန်ခိကအရေးကြီးတွေရဲ့ပန်ဦးလွတ်ခြင်းဆိုတဲ့ကြောက်စရာတလေဗကန်ခိအစောပိုင်းကာလမှာမင်းကလေးတယောက်အိမ်အောင်ပြုရမယ်ဆိုရင်သူ့ရဲ့ခင်မိုးလောင်းစီကိုမသွားရသေးခင်အရေးကြီးတွေစီမှာတညတာဖြတ်တန်းရတဲ့ကြောက်စရာကောင်းတဲ့ဒလေးတစ်ခုရှိခဲ့ရဲဆိုတာသင်သိပါသလားဒါကိုပန်ဦးလွတ်ခြင်းလို့ခေါ်ပါတယ်အဲ့ဒီခိကအရေးကြီးတွေဟာအသားမမဲလူကောင်ကြီးကြီးနဲ့စပင်းရှိထားပြီးတင်ငန်းအယောင်ရှိရှိကိုဝတ်ဆင်ကြတဲ့ရှေးဦးကိုးကွယ်မှုတစ်ခုရဲ့ခေါင်းဆောင်တွေဖြစ်ကြပါတယ်သူတို့ဟာအိမ်မက်တန်မှဩစာကြီးကြပါတယ်သူတို့ရဲ့အယူအဆအရာအိမ်အောင်ပြုမဲ့အမျိုးသမီးငယ်တွေဟာအရေးကြီးတွေစီမှာပန်ဦးလွတ်ပြီးမှသာမင်္ဂလာရှိမယ်လို့လူတွေကိုယုံကြည်အောင်လုပ်ထားကြတာပါဒါဟာတကယ်တော့ဘာသာရေးအယောင်ဆောင်ပြီးအမျိုးသမီးတွေကိုစော့ကားခဲ့ကြတဲ့ရက်ဆက်တဲ့ဒလေးတစ်ခုပါပဲဒီလိုမတရားတဲ့ဒလေးတွေကိုအနော်ရထားမင်းကြီးနန်းတက်လာတဲ့အခါမှာတော့လုံးဝလက်မခံခဲ့ပါဘူးရှင်အာရဟံမင်းကြီးရဲ့အဆုံးအမနဲ့အတူစစ်မှန်တဲ့ထေရဝါဒဗုဒ္ဓဘာသာကိုတည်ထောင်ပြီးဒီအရေးကြီးတွေကိုနှိမ်နှင်းကပန်ဦးလွတ်တဲ့ဒလေးဆိုကြီးကိုလည်းအမြင့်ပြတ်အောင်ဖျက်သိမ်းခဲ့ပါတယ်ဒါကြောင့်အနော်ရထားမင်းကြီးဟာသာသနာကိုတန့်စင်ပေးခဲ့ရုံတင်မကပဲပကံပြည်သူတွေနဲ့အမျိုးသမီးတွေကိုပါဒီလိုဆိုးရွားတဲ့အယူမှားတွေကနေကယ်တင်ပေးခဲ့တဲ့သူရဲကောင်းတဦးလည်းဖြစ်ပါတယ်ဒီလိုမြမသမိုင်းဝင်စိတ်ဝင်စားစရာအကြောင်းအရာတွေအတွက်တိကျရ channel လေးကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်